င်္ဂလာပါအခုကျွန်တော်ပြောပြချင်တာလေးကတော့ဒီအင်ဂျင်တစ်လုံးရဲ့အသက်နှလုံးပေါ့အရင်အရေးကြီးတဲ့အင်ဂျင်အစိပ်ပိုင်းတစ်ခုဒါလေးပါဒါလေးကိုကျွန်တော်တို့တာမိုစတက်လို့ခေါ်ပါတယ်သွားအင်ဂျင်ရဲ့လိုအပ်တဲ့အပူချိန်ကိုထိန်းညှိပေးပြီးတော့ဒီရေတိုက်ကြီးထဲကိုဒီအင်ဂျင်အေးခတ်ရေကိုလဲပတ်ပေးတဲ့ပစ္စည်းပေါ့သူကအင်ဂျင်အေးနေတဲ့အချိန်မှာဆိုရင်ဒီကောင်ကဒီရေကိုအင်ဂျင်အေးခတ်ရေကိုအင်ဂျင်တူအင်ဂျင်ပေးလဲပြီးတော့အင်ဂျင်ကသတ်မှတ်ထားတဲ့အပူချိန်ထိရအောင်သူကအလုပ်လုပ်ပေးပါတယ်အဲ့ဒီပူချိန်ဒီမှာရေးထားတဲ့88ဒီဂရီဆက်စီရဲ့သူလိုအပ်တဲ့အင်ဂျင်ကတောင်းတဲ့အပူချိန်ရောက်သွားတာနဲ့သူကဒီနောက်ကဘားလေးကိုဖွင့်ပေးလိုက်ပါတယ်ဒီဘားလေးပွင့်သွားတဲ့အခါဒီအင်ဂျင်ရဲ့ရေတိုက်ကြီးပေါ့အဲဒီရေတိုက်ကြီးကိုသွားပြီးတော့ရေလဲပန်းမှုပေးပါတယ်တချို့ဟိုပန်ကာမပါတဲ့ဖန်တိုက်တွေဆိုရင်ဖန်လေတာတို့ဘာတို့စနစ်တွေကိုသူလုပ်ပေးပါတယ်ဒါလေးကဒီမရှိမဖြစ်ရေးကြီးပါတယ်ကျွန်တော်တို့မြန်မာပြည်မှာဒါလေးကိုဒီမြန်မာပြည်နဲ့မလိုအပ်ဘူးဒါလေးဖြုတ်လိုက်တယ်ဆိုတော့ဟာအရန်မားပါတယ်ဘာကြောင့်လဲဆိုတော့ဒါဂျပန်ကသူ့ရဲ့နီးပညာနဲ့သူဒီအင်ဂျင်တစ်လုံးမှာလိုအပ်လို့ဒီထွင်ပြီးတော့တက်ဆင်ပေးထားခြင်းဖြစ်ပါတယ်ဒါလေးကဖြုတ်လိုက်လို့မရပါဘူးဒါလေးပြတ်သွားလို့ရှိရင်အသစ်လဲပြီးတော့ပြန်လဲပြုပြတက်ဆင်မောမှန်ရပါတယ်ဒါလေးမဖြစ်မနေအင်ဂျင်တစ်လုံးမှာရှိနေဖို့လိုပါတယ်ဒီဇယ်အင်ဂျင်ဖြစ်ဖြစ်ဓာတ်ဆီအင်ဂျင်ဖြစ်ဖြစ်ဒီတာမိုစတက်လေးရှိနေပြီပုံမှန်အလုံးလုံးနေမှာဒီအင်ဂျင်တက်တန်းကတတ်မှတ်ထားတဲ့စာချေစာညွှန်းနဲ့အညီသူ့အည်သွေးနဲ့အတူတတ်မှတ်ထားတဲ့ကာလအထိကြာရှည်တော့ရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးစင်ပြေကြပါစေဗျ